ကောင်လေးတယောက်ဟာအဖွားဖြစ်သူရဲ့အိုးကိုကန်လိုက်မိပြီးအဖွားရဲ့တခုလေးသောဖနက်ပေါ်ကိုစီးပန်းထည့်ကမိခိုးကောင်းတိုင်နဲ့ပစ်ထည့်လိုက်ပါတယ်။အဲဒီနောက်အဖွားဟာဖနက်မပါဘဲတောင်ပေါ်ကိုရေသွားခတ်ရတာကြောင့်ခြေထောက်တွေမှာကြောက်ဆူးပြီးဒဏ်ရာရခဲ့ပါတယ်။အဖွားမျက်စိမှုန်တာကိုကောင်လေးကကူညီမပေးခြင်းပဲစော့ကစားနေဖို့ပဲအာယုံစိုက်နေပါတယ်။သူဟာသူ့အမေအကျွေးတင်နေတာကြောင့်အဖွားစီမှာယာယီလာနေရတာပါ။အဖွားကကောင်လေးကိုချစ်ခင်စွာထိတွေ့ခြင်းပေမဲ့ကောင်လေးကယွန်ရှာသလိုနဲ့ရှောင်ဖယ်နေပါတယ်။အမေပြန်သွားတဲ့အခါအဖွားကကောင်လေးကိုအိမ်ပြန်ခေါ်ဖို့လက်ကိုကင်ဖို့စူးစမ်းပေမဲ့ကောင်လေးကရိုက်ဖို့အထိလုပ်ခဲ့ပါတယ်။အဖွားကချစ်ခင်မှုကိုပြတဲ့အနေနဲ့တကြားလုံးတွေပေးပေမဲ့ကောင်လေးကမစားပါဘူး။ထမင်းစားတဲ့အချိန်မှာလည်းကိုယ်တိုင်ယူလာတဲ့စားစရာတွေကိုပဲစားပြီးအဖွားပေးတာကိုပယ်ချလိုက်ပါတယ်။ကောင်လေးကအဖွားနဲ့စကားမပြောဘဲသူ့ပစ္စည်းတွေနဲ့ပဲဆော့နေပါတယ်။ဒါပေမဲ့အဖွားကတော့သူ့အနားမှာပဲအမြဲရှိနေပြီးသူထားခဲ့တဲ့ပစ္စည်းတွေကိုပြန်သိမ်းပေးပါတယ်။ဂိမ်းဆက်ဘက်ထရီကုန်သွားတဲ့အခါကောင်လေးကဘက်ထရီဝယ်ဖို့ပတ်စံတောင်းပါတယ်။အဖွားစီမှာပတ်စံမရှိတာကိုမယုံဘဲအဖွားကိုမြစ်ထဲတွန်းချဖို့အထိလုပ်ခဲ့ပါတယ်။ပတ်စံမရတဲ့အခါကောင်လေးကအဖွားကိုမုန်းတီးကြောင်းနေရန်မှာစာရေးပြီးစိတ်ဆိုးနေပါတယ်။ကောင်လေးကအဖွားအိပ်ပျော်နေတော့စံထိုးကိုခိုးယူသွားပြီးပတ်စံနဲ့လဲဖို့စူးစမ်းပေမဲ့ဆိုင်ရှင်ကစံထိုးပိုင်ရှင်ကိုတိနေတာကြောင့်အဆူခံလိုက်ရပါတယ်။ဆိုင်ကနေထွက်ပြေးရင်းလမ်းမသွားတဲ့ကောင်လေးကိုအဖိုးကိုတယောက်ကအိမ်ပြန်ပို့ပေးခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါအဖွားကစိတ်မဆိုးပဲသူစားချင်တာကိုမေးပါတယ်။ကောင်လေးကအစားအစာတစ်ခုကိုပြသပေမဲ့အဖွားကအဲ့ဒါကိုစက်သားလိုပဲနားလည်ပြီးဝယ်ပေးဖို့စူးစမ်းပါတယ်။မိုးတဲကြီးမဲကြီးရွာနေတဲ့ကြားကအဖွားကတောင်ပေါ်မှာအပင်တွေသွားတူးပြီးရောင်းကစက်သားသွားဝယ်ပေးပါတယ်။အိမ်ပြန်ရောက်တဲ့အခါအိပ်ပျော်နေတဲ့မြေးကိုအဖွားကကြည့်နေပါတယ်။သူမကိုယ်တိုင်မိုးဆုံနေတာကိုဂယုမဆိုင်နိုင်ပဲကောင်လေးကိုအရင်ဆောင်ကြုံပေးခဲ့တယ်။ပြီးတော့မိဖို့ချောင်နဲ့အမြန်သွားပြီးထမင်းချက်တယ်။ညနေရောက်တော့ပေါင်းထားတဲ့ကြက်တကောင်လုံးကိုကောင်လေးရှေ့ချပေးခဲ့တယ်။ဒါပေမဲ့ကောင်လေးနိုးလာတော့ကြက်ကြော်မဟုတ်တာကိုတွေ့ပြီးချက်ချင်းအော်ငိုတော့တယ်။အဖွားကဒါတွန်တက်တဲ့ကြက်မဟုတ်ဘူးလားဆိုပြီးလက်ဟန်ချေဟန်နဲ့စက်တိုက်ပြတယ်။ကျွန်တော်ပြောတာကြက်ကြော်လေးကြော်ထားတာလေးကြက်ကြော်ပြီးတော့သူကထမင်းဘက်ကန်ကိုမှောက်ချလိုက်ပြီးဆောင်ကြုံကအဖွားကိုလုံးဝစကားမပြောတော့ဘူး။အဖွားလည်းတိတ်တဆိတ်ပဲထမင်းဘက်ကန်ကိုကောက်ယူပြီးကျန်းပြင်ပေါ်ကျနေတဲ့ထမင်းတွေကိုကောက်စားခဲ့ရတယ်။ဒါပေမဲ့ညရောက်တော့ကောင်လေးပိုက်စာလာတယ်။မိဖို့ချောင်နဲ့ခိုးဝင်ပြီးကြက်ပောင်ကိုယူစားလိုက်တယ်။အဲဒီတော့မှအဖွားပေါင်းထားတဲ့ကြက်ကကြက်ကြော်ထက်မဆိုးဘူးဆိုတာကောင်လေးသိသွားတယ်။ဒါပေမဲ့နောက်နေ့မှာအဖွားအိယာတွေကမထနိုင်ဘူး။မနေ့ကမိုးဆုပ်သွားလို့ဖျားနေတာပါ။ကောင်လေးကအဖွားကိုဆောင်ကြုံပေးပြီးမျက်နှာတုပ်ပူဝါတင်ပေးတယ်။အဲ့ဒီအချိန်ကျမှအဖွားကစံထိုးအစားစွန်းကြိုးလေးကိုတုံးထားတာသူတတိထားမိတယ်။ကောင်လေးကဇွန်းလေးကိုအဖွားကောင်းပေါ်ပြန်ထိုးပေးတယ်။အဲ့ဒီအချိန်ကစပြီးသူလုပ်ခဲ့တာတွေအတွက်ပထမဆုံးအကြိမ်နောက်တက်ရသွားတယ်။နောက်နေ့ဈေးနေ့မှာအဖွားကကောင်လေးကိုခေါ်ပြီးဟင်းသီးဟင်းရွက်သွားရောင်းတယ်။ကောင်လေးကသူ့သဘောကျနေတဲ့ကောင်မလေးရှောင်းမီကိုရုတ်တရက်တွေ့လိုက်တယ်။သူကတောင်းကိုလွှင့်ပစ်ပြီးရှောင်းမီနဲ့အမှတ်မထင်ဆုံးသလိုဖြစ်အောင်သွားလုပ်တယ်။အဖွားကဈေးစရောင်းပေမဲ့မွေးရပါဆုံးအတူဖြစ်လို့အချိန်ကြာကြီးဈေးဝယ်သူတယောက်မှမလာဘူး။ကောင်လေးကအားနာပေမဲ့ကောင်မလေးတွေ့သွားရင်ရှက်ရမှာစိုးလို့တစ်ဖက်မှာပုံနေပြီးမကူညီဘူး။ဟင်းသီးဟင်းရွက်တွေရောင်းကုန်သွားတော့အဖွားကကောင်လေးအတွက်ဖက်နှက်အသစ်တရံဝယ်ပေးတယ်။ပြီးတော့သူ့ကိုခောက်ဆွဲရဲချင်းမင်းသွားကျွေးတယ်။ဒါပေမဲ့ကောင်လေးအတွက်တပွဲပဲမှာပေးပြီးသူကိုယ်တိုင်တော့မစားရက်ပဲရေပဲတောက်ပြီးဗိုက်ဖြည့်ခဲ့တယ်။ပတ်စံရှင်းတဲ့အခါအဖွားပင်ပန်းပန်းရှာထားတဲ့ပတ်စံတွေအကုန်လုံးသူ့အတွက်ပဲတုံးလိုက်တာကိုကြည့်ပြီးကောင်လေးထပ်ပြီးနောင်တရပြန်တယ်။တခဲဆိုင်ရှိကဖြတ်သွားတော့လေတခဲဝယ်ခိုင်းဖို့အားနာသွားတယ်။အပြန်လမ်းမှာအဖွားကဘာစားချင်သေးလဲထပ်မေးတယ်။ကောင်လေးကချောကလက်မုံစားနေတဲ့ကလေးကိုလက်ညှိုးထိုးပြတယ်။အဖွားကကျန်းပြင်ပေါ်ကျနေတဲ့မုတ်ခွန်ကိုကောက်ယူပြီးတငယ်ချင်းဖွင့်ထားတဲ့ဆိုင်လေးကိုတွားကချောကလက်မုံနှစ်ခုလိုချင်ကြောင်းအချက်ပြတယ်။ဒါပေမဲ့တငယ်ချင်းကအများကြီးပို့ထည့်ပေးပြီးပတ်စံလည်းမယူဘူး။ခေါင်းမာတဲ့အဖွားကလည်းသူ့ရဲ့ဆေးမြစ်တွေကိုတငယ်ချင်းစီအတင်းထိုးပေးခဲ့တယ်။အပြန်မှာတငယ်ချင်းကငါဒူးတွေမကောင်းလို့နင့်စီမလာနိုင်ဘူး။မသေးခင်နေမဲငါစီလာလေပါဦးလို့ပြောခဲ့တယ်။ဟုတ်ပါတယ်သူတို့အရွယ်ရောက်ရင်တစ်ချိန်တွေ့ရဖို့ကတစ်ချိန်လျှော့သွားတာပါပဲ။ဒါပေမဲ့အဲ့ဒီတုန်းကကောင်လေးကဓာတွေကိုဘယ်သိပါမလဲ။ချောကလက်မုံကိုထုတ်ပြီးတဲ့နောက်သူ့အဖွားကိုသူနဲ့အတူတူကားတစ်စီးတည်းမစီးခိုင်းတော့ဘူး။ဘာလို့လဲဆိုတော့ရှောင်းမီကလည်းဒီကားပေါ်မှာရှိနေလို့ပါ။သူကသူ့အဖွားကြောင့်မျက်နှာပြရမှာစိုးရိမ်နေတာ။အဖွားကထုတ်ပိုးထားတဲ့အထုပ်ကိုသူ့စီလှမ်းပေးခြင်းပေမဲ့သူကအကြမ်းပတမ်းတွန်းထုတ်ပစ်ခဲ့တယ်။ကားကမောင်းထွက်သွားခဲ့ပြီးအဖွားတယောက်ထဲသာကြံရစ်ခဲ့ပြီးလက်ထဲမှာလေးလံတဲ့အထုပ်ကြီးကိုကင်ထားရရှာတယ်။ကားပေါ်ကဆင်းပြီးတော့ကောင်လေးကကားဂိတ်မှာအဖွားကိုစောင့်နေခဲ့တယ်။ဒါပေမဲ့လိုင်းကားတွေတစ်စီးပြီးတစ်စီးဖြတ်သွားပေမဲ့လည်းအဖွားရဲ့အရေးအယောင်ကိုမတွေ့ရဘူး။နေတောင်ဝင်လူနီးပါးဖြစ်တဲ့အထိအဖွားကတုတ်ကောက်ကိုအမိပြုတ်ပြီးမှပေါ်လာတော့တယ်။အမှန်တော့အဖွားကကားကချွေတာဖို့အတွက်ကားစီးပြီးပြန်မလာဖို့ဆုံးဖြတ်ခဲ့တာပါ။ကောင်လေးကပြေးသွားပြီးအရင်ကလိုပဲအဖွားကိုအော်ဟစ်ဆူပူခဲ့တယ်။ဒါပေမဲ့မျက်ရည်တွေကတော့ထိမ့်မရပဲကျလာခဲ့ရတယ်။အဖွားကလည်းဘာလို့ဒီလောက်တောင်ကြာနေရတာလဲ။အိမ်ပြန်လမ်းမှာသူကနောက်ဆုံးကြံတဲ့ချောကလက်မုံလေးကိုတိတ်တဆိတ်အဖွားရဲ့အထုပ်ထဲကိုထည့်ပေးလိုက်တယ်။နောက်တစ်နေ့အိမ်ပြန်လမ်းမှာတော့ကောင်လေးကရုတ်တရက်စော့ကျင်စိတ်ပြင်းပြလာပြီးတောင်စင်းလန်းကိုလှမ်းကြည့်ကလက်တွန်းလဲလေးပေါ်ထိုင်ပြီးရှော့ဆင်းဖို့ပြင်လိုက်တယ်။ဒါပေမဲ့မမျှော်လင့်ပဲသူအချိန်ပြင်းပြင်းလဲကျသွားခဲ့တယ်။လက်တွန်းလဲလေးပျက်စီးသွားပြီးဒူးကောင်းလဲပြဲသွားခဲ့တယ်။ကောင်လေးမှာအယုတ်ကိုပိုက်ပြီးအိမ်ကိုထော့နဲ့ပဲပြန်ခဲ့ရရှာတယ်။အဲ့ဒီအချိန်မှာတင်သူ့အိတ်ထဲမှာတခုခုရှိနေတာကိုရုတ်တရက်သတိပြုမိသွားတယ်။ဖွင့်ကြည့်လိုက်တော့အံ့ဩစရာကောင်းတော့အောင်သူ့ရဲ့ဂိမ်းဆက်ဖြစ်နေတဲ့အောက်မှာလည်းပတ်စံနှစ်ရွက်ရှိနေသေးတယ်။အဲ့ဒီခဏမှာပဲကောင်လေးရဲ့မျက်ရည်တွေကထိမ့်မရအောင်စီးကျလာခဲ့တယ်။ဘာလို့လဲဆိုတော့ဒါဟာအဖွားကပတ်စံချွေတာပြီးသူ့အတွက်ဘက်ထရီခဲဝယ်ပေးထားတာမှန်းသူသိသွားလို့ပါ။ရွာဝင်ဝကိုရောက်တဲ့အခါအဖွားကစိုးရိမ်တကြီးနဲ့တောင်ပေါ်ပတ်လေမှာကောင်လေးကိုလိုက်ရှာနေတယ်။အဖွားကိုမြင်လိုက်ရတဲ့ခဏမှာတော့ကောင်လေးလည်းမအောင်နိုင်တော့ပဲအတန်ကုန်ဟစ်အော်ငိုချလိုက်ပါတော့တယ်။အဖွားကတုတ်ကောက်ကိုအားပြုပြီးခြေလန်းကျဲကျဲနဲ့ရှောက်လာကစိတ်မကောင်းခြင်းများစွာနဲ့ကောင်လေးရဲ့ဒဏ်ရာကိုစစ်ဆေးပေးပြီးသူ့ရဲ့မျက်ရည်တွေကိုလည်းတုပ်ပေးရှာတယ်။
ဒီအချိန်မှာတော့ကောင်လေးလည်းနောက်ဆုံးမှာနားလည်သွားခဲ့ပြီးသူ့အဖွားနဲ့ဘယ်တော့မှခွဲလို့မရတော့ဘူးဆိုတာကိုပေါ့ဒါပေမဲ့ဒီအချိန်မှာပဲအဖွားကစာတစ်စောင်ကိုလှမ်းပေးပြန်တဲ့အမှန်တော့အမေကသူ့ကိုလာခေါ်တော့မှမလို့ပါဒါပေမဲ့သူထွက်သွားရင်အဖွားကဘယ်လိုလုပ်မလဲဒါကြောင့်သူကအဖွားကိုစာရေးနည်းပြန်တင်ပေးပြန်တယ်ဒါကသမီးနေမကောင်းဘူးလို့အဓိပ္ပာယ်ရတယ်ဒါကသမီးအမေကိုလွမ်းတယ်လို့အဓိပ္ပာယ်ရတယ်ဒါပေမဲ့အဖွားကဒီလောက်အသက်ကြီးနေပြီပဲဘယ်လိုလုပ်ပြီးတက်နိုင်တော့မှလဲကောင်လေးကပဲဆက်ပြီးပြောပြရပြန်တယ်အဖွားတကယ်လို့နေမကောင်းဖြစ်ရင်သမီးစီကိုဘာမှမရေးထားတဲ့စာရွက်အလွတ်တရွက်ပဲပို့လိုက်ဒါဆိုရင်အဖွားပို့တာမှန်သမီးသိလိမ့်မယ်ဒါဆိုသမီးအမြန်ဆုံးပြေးလာခဲ့မယ်ပြောပြီးတာနဲ့သူကထပ်ပြီးမအောင်နိုင်ပဲငိုပြန်တယ်အဖွားလည်းတိတ်တဆိတ်ပဲမျက်ရည်တုံနေရှာတယ်ညဘက်မှာတော့အဖွားအိပ်ပျော်သွားတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးကောင်လေးကအချီကျိုးတွေအားလုံးကိုအဖျားထဲကြိုတီပေးထားခဲ့တယ်နောက်တစ်နေ့မှာတော့အမေကကောင်လေးကိုလာခေါ်သွားခဲ့ပြီးကားပေါ်ရောက်တော့အဖွားကပြတင်းပေါက်ကိုတောက်လျှောက်လာခောက်နေပေမဲ့ကောင်လေးကတော့အဖွားကိုတစ်ချက်ကလေးတောင်လှည့်မကြည့်ရဲခဲ့ဘူးကားလေးမောင်းထွက်သွားတဲ့အထိပါပဲသူလည်းနောက်ဆုံးမှာမအောင်နိုင်တော့ပဲငိုချလိုက်မိတယ်ကားနောက်မီးစီကိုပြေးသွားပြီးအဖွားအမြဲတမ်းလုပ်ပြလေးရှိတဲ့အဲ့ဒီအမူအရာလေးကိုလုပ်ပြနေခဲ့တယ်တောင်းပန်ပါတယ်တားရင်ကတိတ်ကိုလွန်ခဲ့မိပါတယ်အဖွားကတော့သမီးအပေါ်ဂယုတစိုက်နဲ့အဆအရာရာကြည့်ရှုစောင့်ရှောက်ပေးခဲ့တယ်ရုပ်ရှင်ကတော့ဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပါပြီတကယ်လို့တင့်မှာအဖွားရှိနေသေးရင်ကျေးဇူးပြုပြီးအချိန်ပေးပြီးအဖွားစီခဏခဏသွားကြည့်ပေးပါဦးအဖွားကိုချစ်တယ်လို့လည်းစကားတစ်ခွန်းလောက်ပြောပေးလိုက်ပါဦးနော်